လူတွေရဲ့နေ့စဉ်အရေးကြီးဆုံးလုပ်နေရတဲ့အရေးကြီးဆုံးဆိုတဲ့အလုပ်ကြီးတစ်ခုရှိတယ်။တယောက်နဲ့တယောက်တစ်ဖွဲ့နဲ့တစ်ဖွဲ့ပြုမှုပြောဆိုဆက်ဆံနေကြတဲ့အချိန်မှာပါဇက်နဲ့စကားပြောတာတွေရှိတယ်။ message ကနေပြီးတော့စာတွေပို့တာရှိတယ်။အသံဖိုင်တွေပို့တာရှိတယ်ပေါ့။ပြောချင်တာကဒါနားလည်သွားတာကတခြားအရာဖြစ်သွားပြီးတော့ misunderstanding ဖြစ်သွားပြီးတော့လူတစ်ယောက်ရဲ့တိုးတက်ပိုင်ခွင့်တွေဆုံးရှုံးသွားတာမျိုးတွေအသက်အန္တရာယ်ထိအောင်ကြောက်သွားတာတွေရှိသလိုလူသက်ပေါင်းများစွာဆုံးရှုံးခဲ့ကြရတဲ့တာရကတွေအများကြီးရှိတယ်။ communication ဆိုတဲ့ဆက်ဆံရေးအဲကြောင့် communication ဟာကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာအင်မတန်ကိုအရေးကြီးတယ်။ကိုလိုချင်တဲ့ point ကိုပြောချင်တဲ့စကားကိုဆိုချင်တဲ့အဓိပ္ပာယ်ကိုပေါက်ပေါက်မြောက်မြောက်ဖြစ်အောင်ပြောဆိုပြုမှုနေထိုင်တတ်မှဒါလျှင်လူတွေနဲ့ပြဿနာနည်းမယ်ပေါ့နော်နည်းများနည်းအောင်တော့ကျွန်တော်တို့ကစူးစမ်းနေကြရတာပဲအဲကြောင့်ဒီနေ့ဗီဒီယိုမှာကျွန်တော်တို့က communication ဘယ်လောက်အရေးကြီးသလဲ communication ကိုဘယ်လိုစိတ်ဆက်ဘယ်လိုဆက်ဆံလုပ်ကြသလဲဆိုတာလေးတွေနားလည်ထားမယ်နောက်ဒီနေရာမှာ communication လွဲချော်နိုင်စေတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်ဒီဗီဒီယိုမှာအသေးစိတ်လေးနည်းနည်းချင်းကျွန်တော်ဥပမာလေးနဲ့ရှင်းပြပေးမှာဖြစ်ပါတယ်အဲကြောင့်ဒီဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ရှုပေးခဲ့ကြဖို့တောင်းဆိုပါတယ် communication မှားယွင်းမှုကြောင့်ဘယ်လောက်ထိပျက်စီးနိုင်တယ်လဲဆိုတာလေးကိုကျွန်တော်တို့နည်းနည်းလေးစဉ်းစားကြည့်အောင်လူတိုင်းကြားဖို့မထင်တယ်ပကံရာဇဝင်ထဲမှာဖြဝိပြတ္တဆိုတဲ့ညီနောင်နှစ်ဦးရှိဖြဝိပြတ္တညီနောင်ကအရန်ကိုစွမ်းအားတွေကြီးတော့ဘယင်ကလည်းဘလို့မှသူတို့မထင်သေးနိုင်ဘူးစွမ်းအားတွေဒါကြီးကြတာလေအဲ့တော့နောက်ချင်းကျတော့ဘယင်ကနေမိရောပြဝီကိုမိရောပြီးတော့ပြဝီကိုတက်တယ်ဓာတ်နဲ့ထိုးရင်ဓာတ်ကျိုးလှန်နဲ့ထိုးရင်လည်းလှန်ခွေဘလို့မှတက်လို့မရတော့သူတို့ကပရိယေပြန်တုံးတာပေါ့နော်မအိုစာစီကနေပြီးတော့ကွန်တရာနဲ့ရေတမှုတ်ကိုမအိုစာကိုတော့ပြီးခိုင်းတာမအိုစာကိုပြီးခိုင်းတဲ့အချိန်မှာကျတော့မအိုစာခင်ဗျားရဲ့ဒီချစ်သူကိုပေါ့နော်ကွန်တရာနဲ့ရေတမှုတ်ပေးလိုက်လို့ရှင်သူအရန်အင်အားတွေကုန်ခန်းနေတော့ကြောင့်မို့ကွန်တရာနဲ့ရေတမှုတ်သွားပြီးတော့ပြီးပါဆိုပြီးတော့ပြီးတာဒါပေမဲ့ပြဝီကိုကျတော့မအိုစာကမင်းကိုအားလျှော့စေခြင်းတဲ့အတွက်ကြောင့်မို့ကွန်တရာရေတမှုတ်လာပေးလိုက်မယ်ဆိုပြီးတော့ပြောထားတာတော့တကယ်မအိုစာပေးတဲ့ကွန်တရာရေတမှုတ်ရဲ့အထိပ္ပယ်နဲ့ကိုပြဝီရတော့တဲ့ကွန်တရာရေတမှုတ်နဲ့နားလည်မှုချင်းလွဲသွားပြီးတော့ကိုပြဝီအသက်ဆုံးရှုံးခဲ့ရတယ်ဒါတာရကနံပါတ်1နောက်ကျွန်တော်တို့တော်တော်များများသိကြတယ်ဟီရိုရှီမာဆိုတဲ့ဂျပန်နိုင်ငံဟီရိုရှီမာဆိုတဲ့မြို့မှာနုမြူဘုံကိုအမေရိကန်တွေကျဲချလိုက်လူပေါင်းတောင်းပေါင်းများစွာတန်ပေါင်းများစွာတည်ချပျက်စီးပြီးတော့မြို့ကြီးကလည်းမြို့ပြကြီးတစ်ခုဖြစ်သွားတယ်အဲ့ဒါကလည်း miscommunication ပေါ့ communication ဆက်သွယ်မှုမှာဘယ်လိုနားလည်မှုလွဲလဲဆိုတော့အမေရိကန်ကနေပြီးတော့ဂျပန်ကိုလက်နက်ချခိုင်းဖို့ရှာသတန်ပေးတယ်မင်းတို့လက်နက်ချပါဆိုပြီးတော့ဟိုအချိန်မှာဂျပန်ဝန်ကြီးချုပ်ကအမေရိကန်ကိုပြန်တဲ့စာလေးတစ်ကြောင်းရှိတယ်မိုကူဆက်စုဆိုတဲ့စာလေးတစ်ကြောင်းရှိတယ်MOKUSATSU မိုကူဆက်စုသူကအကြောင်းပြန်တဲ့အဓိပ္ပာယ်ကကျွန်တော်တို့လောလောဆယ်မှာတော့ဒီကိစ္စကိုခဏရပ်ဆိုင်းထားပါမယ်အကြောင်းမပြန်နိုင်သေးပါဘူးပေါ့နော်အဲ့လိုမျိုးတော့မိုကူဆက်စုဆိုပြန်တာဒါပေမဲ့အမေရိကန်တွေကကျတော့ဒီစာရဲ့အဓိပ္ပာယ်ကိုဘယ်လိုအဓိပ္ပာယ်ရသွားလဲဆိုတော့ဒါကြီးကိုငါတို့ view site ဆရာမလို့ဘူး sorry ပဲပေါ့နော်အဲဆိုတော့အဲ့လိုမျိုးဘာသာပြန်လိုက်ပြီးတော့ဒီကောင်တွေငါတို့ view မဆိုင်ဘူးပဲဆိုပြီးတော့အဲ့မှာနှက်ထဲတာအဲ့ဒါတော့လူတွေအသက်ပေါင်းများစွာတွေဆုံးရှုံးကြတယ်မျိုးကြီးလည်းပျက်စီးသွားတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကပေါ်လေးစဉ်းစားလို့မရဘူး communication ဘက်မှာဥပမာကြည့်နေတဲ့မိတ်ဆွေတွေလည်းကြုံဘူးလိမ့်မယ်ထင်တယ်ကိုကစေတနာနဲ့တယောက်ကိုစကားတခွန်းပြောလိုက်တယ်ဒါပေမဲ့ကိုကပြောချင်တာကじゃသူ့ကိုစေတနာထားပြီးကောင်းစေခြင်းလို့ပြောလိုက်တာဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာじゃအထင်မြင်လွဲမှားသွားပြီးတော့ကိုရာသက်မှန်မုန်းသွားရောလကားနေဆိုတော့ဒီလိုမျိုးလေးတွေဥပမာလေးတွေအများကြီးရှိတယ်အဲကြောင့် communication ကအရန်ကိုရည်ကြီးပါတယ်အဲကြောင့် communication ဘယ်လိုပုံစံမျိုးနဲ့တယောက်ဆက်ဆံကြသလဲဘယ်ဟာလေးတွေအဓိကကြတဲ့အချက်လေးတွေဖြစ်မလဲဘယ်ချက်လေးတွေကိုတော့ဂရုစိုက်ပြီးပြောဆိုဆက်ဆံရင်ကျွန်တော်တို့တွေနေ့စဉ်ဘဝမှာအမှားနှင်းနိုင်မလဲဆိုတဲ့ဟာလေးကိုကျွန်တော်
ရှေ့ဆက်ပြီးပြပြပေးမှာဖြစ်ပါတယ်ထုံးစံတိုင်းပဲကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ရသေးဘူးဆိုလို့ရှိရင်လည်း subscribe click လေးကိုနှိပ်ထားခဲ့ပေးကြပါကောင်းပြီအဲ့ဒီတော့ကျွန်တော်တို့ communication အကြောင်းလေးကိုနည်းလေးအသေးစိတ်လေးလာကြည့်အောင်ပေါ့နော် communication ဘိုင်းမှာအဓိကအားဖြင့်ကျွန်တော်တို့က5မျိုးရှိတယ်ပေါ့နံပါတ်1ကဘာလဲဆိုတော့ sender ဆိုတော့ပေးဖို့သူပထမဆုံးနံပါတ်1ကစကားပြောတဲ့သူပေါ့ဗျာဟိုမှာပထမဆုံးက sender ဆိုပထမပြောလိုက်တဲ့လူပေါ့ပြောလိုက်တဲ့လူကသူပြောချင်တဲ့စကားကိုသူကဘာနဲ့ပြောမှလဲဟိုမှာဘယ်လိုပြောမှလဲဆိုတာသူကိုယ်တိုင်ပဲဆုံးဖြတ်ရတာပေါ့နော်ဟိအောင်မင်းလာခဲ့အောင်กว่าလို့ခေါ်မလားအခုခင်ဗျာခဏကြွခဲ့ပါအောင်လို့ပဲပြောမလားမနက်ဖြန်အားလာလို့ပဲမေးမလားဒါမျိုးပေါ့သူအဲ့လေသူကိုယ်တိုင်ပထမဆုံးဘာလုပ်လဲဆိုတော့ encode လို့ခေါ်တာ encode လုပ်တာသူဒီလူကိုဘယ်လိုပြောမလဲဘယ်လိုပုံစံနဲ့ပြောမလဲဘယ်လေသံနဲ့ပြောမလဲဆိုတော့ပထမဆုံး encode လုပ်လိုက်တာလုပ်လိုက်ပြီးလို့ရှိရင်အဲ့ဒါကိုသူက channel တစ်ခုရွေးတယ်ပေါ့ဗျာ channel ဆိုတာကဘာမှမဟုတ်ဘူးမှတ်ထားပါတော့တယ်လီဖုန်းနဲ့ပဲဆက်ပြီးတော့ပြောမှလားViber ကနေပြီးတော့ပဲစာတူပို့မလားနောက် Viber ကနေပဲအတန်နဲ့ပို့မလားနောက် Telegram ပြောမလားအများကြီးပေါ့နော်ဒါ channel တွေအများကြီးရှိတယ်ဒါမှမဟုတ်စာရေးပြီးတော့တယောက်လက်ဆင့်ကမ်းပြီးတော့ပေးလိုက်တာမျိုးလားဆိုတော့အဲ့ဒါကို channel လို့ခေါ်တယ်အဲ့ channel ကိုလည်းဒါ sender နေပြီးတော့ရွေးချယ်ပြီးတော့သုံးတော့ရတာပေါ့နော်ဟိုဥပမာတချို့ကိစ္စတွေမှာရှိတယ်ကျွန်တော်တို့ကလူချင်းတွေ့ပြီးမှပြောလို့ရမယ့်ကိစ္စမျိုးကိုစာနဲ့ရေးပြီးတော့ပို့လိုက်လို့နားလည်မှုလွဲသွားပြီးတော့ဖြစ်ချင်တာမဖြစ်တာမျိုးတွေလည်းရှိတယ်ဒါကြောင့်ဒီ channel ကလည်းရေးကြည့်တယ်သူကဒီ channel နဲ့ပို့လိုက်တဲ့ဟာကိုတစ်ဖက်လူစီမရောက်ခင်မှာသူကဒီကုတ်လို့ခေါ်တယ်ဒီကုတ်ဆိုတာတစ်ဖက်လူကစာကိုမြင်လိုက်တယ်မြင်လိုက်တော့သူကဒီစာကိုဘာသာပြန်တဲ့အဆင့်ပေါ့မနက်ဖြန်လာခဲ့လို့ပြောတာနဲ့အခုမနက်ဖြန်အားလာရင်တွေ့ချရအောင်ဆိုတော့သုံးပုံမျိုးချင်းကနှစ်မျိုးကမတူတော့ receiver စီရောက်ပြီပေါ့နော် receiver စီရောက်တဲ့အချိန်မှာ receiver ကသူကဒါကိုဒီကုတ်ပြန်လောက်တယ်သူဒီပုံစံနဲ့ပြောတယ်ဆိုသူစိတ်ထဲမှာလိုပဲနားလဲလိုက်သူနားလဲနိုင်တဲ့ဘာသာစကားတစ်ခုပေါ့အဲ့လိုမျိုးသူစိတ်ထဲရောက်သွားပြီးလို့ရှိရင်သူကပြန်ပြီးတော့ feedback ပြန်ပေးတယ်ပေါ့နော်ဒါ1 circle တစ်ပတ်ပြည့်သွားဥပမာပြကျွန်တော်ပြမယ်တကယ်တယောက်ကိုမနက်ဖြန်တွေ့ကြဖို့ချိန်မယ်ဆိုရင်ကျွန်တော်တို့လှမ်းဖုန်းဆက်တယ်ဆိုလို့ရှိရင်ဖုန်းဆက်တဲ့ဒီဖုန်းနဲ့ပြောတယ်ဆိုတာဖုန်းက channel ပေါ့ကိုပြောချင်တဲ့စကားကို encode လုပ်တယ်သူကပြောမယ့်လူကမနက်ဖြန်တကယ်ချင်းရေမနက်ဖြန်တော့ငါဒီလိုရှိတယ်မင်းနဲ့ငါတွေ့ချင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ရောက်ပြီမနက်ဖြန်ဘယ်နေရာလာခဲ့ကွာဆိုတဲ့ဟာကကျတော့ကျွန်တော်တို့ encode လုပ်ပြီးတော့ပြောလိုက်တဲ့စကားအဲ့စကားကိုခုန channel ကနေကျွန်တော်တယ်လီဖုန်း channel တစ်ဆင့်စန်တာစီကိုပို့တယ်စန်တာကနေပြီးတော့အဲ့မှာနားနဲ့ကြားတယ်ဆိုရင်နားနေတစ်ဆင့်နားနဲ့ကြားပြီးချင်းသူကဒီကုတ်ပြန်လုပ်တယ်။အော်ဒါဒီသေးပဲပါလားဆိုပြီးတော့သူကဒီကုတ်လုပ်တယ်လုပ်ပြီးလို့ရှိရင် receiver ဒီသူရောက်သွားပြီတော့သူ receiver သူဘာလုပ်လဲဆိုအကြောင်းပြန်တယ်။အေးအားဆိုလာခဲ့မယ်တကယ်ချင်းဒါမျိုးပြောချင်လဲပြောမယ်။အေးပြီးရောအားဆို okay တွေ့မယ်ဒါမျိုးလည်းပြောမှာပေါ့နော်။ဆိုတော့အဲ့ဒါ receiver စီကနေပြီးတော့မှfeedback တစ်ခုပြန်ပြီးသွားလိုက်တယ်ဆိုလို့ရှိရင်ဒါက1 circle တစ်ပတ်ပြည့်သွားပြီအဲ့ဒီအချိန်မှာကျွန်တော်တို့အဲ့လေးကိုအသေးစိတ်လေးမှတ်ထားဖို့လိုတယ်အဲ့ဒါမှပဲကို communication လုပ်တဲ့အချိန်မှာဘယ် channel ကိုရွေးမလဲဘယ်လိုသုံးနှုန်းမလဲဆိုတာလေးတွေကကိုစဉ်းစားဆုံးဖြတ်ရမှာ sender ဖြစ်ခဲ့ရင်လည်းဒါကို channel ကိုရွေးမယ်နောက်ကျွန်တော်တို့ပြောမယ့်စကားတွေကို encode လုပ်မယ်ပေါ့နော်အဲ့မှာအဆင့်က9ဆင့်ရှိတယ်ပထမ sender ပို့မယ်နောက် encode လုပ်မယ် sender encode လုပ်မယ်လုပ်ပြီးလို့ရှိရင် channel ရွေးမယ် channel ကစာလား Viber လားဖုန်းလားအဲ့လိုပေါ့နော်နောက်တစ်ခုက receiver ရှိပါမယ် receiver နေပြီးတော့ decode လုပ်မယ် decode လုပ်လို့ရှိရင် feedback ပြန်ပေးမယ်အဲ့ချိန်မှာကျွန်တော်တို့ဒီသတိမထားမိတဲ့အချက်လေးတစ်ချက်ရှိတယ် communication တစ်ခုမှာအဲ့ဒါဘာလဲဆိုတော့အရေးကြီးတဲ့ချက်က noise လို့ခေါ်တယ်အဲ့ noise ကဒီ communication မှာအရင်ရေးကြီးတယ်ဆိုလိုတာက noise ဆိုတာကျွန်တော်တို့လူတော်များသိတယ်ဒါကအနှောက်ယှက်ပေါ့အနှောက်ယှက်ဖြစ်တဲ့အချိန်မှာဥပမာအဖြစ်ကျွန်တော်တို့ကဖုန်းဆက်တယ်ဖုန်းဆက်လိုက်လို့ရှင်ဘေးပတ်ဝန်းကျင်မှာဆိုင်းတဲ့ပုံစံနေနဲ့ပေါ့ဗျာတီးဝိုင်းတဲ့နေနဲ့စူးညံနေတဲ့ဟာမျိုးဆိုလို့ရှင်လည်းဒါ noise ပဲကိုပြောတဲ့စကားကိုကိုဘက်ကရှင်းလင်းမကြားလိုက်တာဘူးမကြားလိုက်တော့သူဒိဗယ်ကောက်ချင်တယ်လို့ကောက်ပြီးတော့လွဲမှားမှုတွေဖြစ်နိုင်တယ်ဒီ noise တွေက
နောက် noise ခုကပါရှိလဲဆိုတော့ခုနကျွန်တော်တို့စကားနဲ့ပြောရဲဆိုရင်တကယ်ချင်းမနှက်ဖန်တွေ့ရအောင်ဆိုပြီးလေသံမျိုးစုံနဲ့ပြောလို့ရတယ်တကယ်ချင်းမနှက်ဖန်တွေ့ရအောင်တကယ်ချင်းမနှက်ဖန်တွေ့ကြအောင်ဒါမျိုးပေါ့နော်သူကလေသံအနေအမြင့်အတက်အကျခံစားမှုတွေပါတယ်ဒါပေမဲ့အစမရှိအဆုံးမရှိပဲနဲ့ Viber မှာလှမ်းပြီးတကယ်ချင်းမနှက်ဖန်တွေ့ရအောင်ဆိုရင်ဟိုလူကဟာဒီကောင်ဘာလဲအဲ့လိုမျိုးပေါ့နော်သူကအဲ့ noise တွေအများကြီးရှိတယ်အဲ့ noise တွေကိုကျွန်တော်တို့ကတချို့ကထည့်မတွက်ကြဘူး noise တွေထည့်မတွက်ဘဲနဲ့ငါတို့ဒီလိုပြောလိုက်တာပဲဆိုပြီးတော့သူတို့ကလွယ်လွယ်လေးပဲကိုအုံနောက်ထဲမှာရှိတဲ့အတိုင်းအန်ကုတ်လုပ်တယ်လုပ်ပြီးတော့သူတစ်ဖက်သားကိုလှမ်းပြောလိုက်တယ်။သူတို့ကငါနားလဲလို့နားလဲမှာပဲလို့ထင်ကြတာဒါမှမဟုတ်တကယ်ကနားမလဲဘူးကိုစဉ်းစားလို့နားမလဲဘူးဒီနေရာမှာအကြောင်းကျွန်တော်ပြောချင်တာက communication လုပ်တော့မယ်ဆိုလို့ရှိရင်ပထမဆုံးအန်ကုတ်လုပ်တဲ့အဆင့်ကနေစပြီးရေးကြည့်တယ်အန်ကုတ်လုပ်ကိုကဒီသူ့ကိုဘယ်လိုပြောမလဲချူသားနဲ့ပြောမလားမှားရွေးမဖြစ်အောင်နောက်တစ်ခုသတိထားမယ့်ဟာကဘာလဲဆိုတော့ channel ရွေးတဲ့အပိုင်း channel ရွေးတဲ့အပိုင်းမှာလည်းရေးကြည့်တယ်တချို့ကိစ္စတွေကဖုန်းနဲ့ပြောရုံနဲ့ပြီးတဲ့ကိစ္စတွေရှိတယ်ဖုန်းနဲ့ပြောလို့ရှိရင်အဆင်ပြေတယ်ဖုန်းနဲ့ပြောတဲ့အချိန်မှာတော့မှဖုန်းနဲ့ပြောတယ်ဆိုတာကျတော့လေယူလေသိန်းနေရှိတယ်တယောက်ရဲ့ဒီ encode လုပ်ထားတဲ့ဟာကိုတစ်ဖက် receiver ကနေပြီးတော့နည်းနည်းလေးနားလည်နိုင်တယ်ဥပမာစကားဒီစကားလုံးတစ်လုံးကိုပဲလေသံမာနဲ့ပြောသလားလေသံပြောနဲ့ပြောသလားလေသံချူနဲ့ပြောသလားအော်ပြောသလားတူပြောသလားဆိုတာသူ့ဘက်ကအခြေအနေကိုမှန်းစဒီကုတ်လောက်ရတာပေါ့နော်ဒီကုတ်လောက်ရနည်းနည်းလေးပို့ပြီးတော့ညီစက်နိုင်တယ်အဲ့ဒီစကားလုံးကိုပဲကျွန်တော်တို့ပါဇက်နဲ့ပဲပြောတာကိုပဲစာနဲ့ရေးပြီးပို့ကြတဲ့ဟာမျိုးဆိုလို့ရှိရင်နားလည်မှုလွဲသွားနိုင်သလားနားလည်မှုလွဲမသွားနိုင်ဘူးလားဆိုတာကစင်တာကရွေးချယ်ပြီးတော့သုံးရတာအဲဆိုတော့ကျွန်တော်တို့က channel ရွေးတဲ့ချိန်မှာလည်းမှားလို့မရဘူး Viber မှာပြောတယ်ဆိုရင်တော့မှပဲစာနဲ့ရေးပို့လိုက်လို့ရှိရင်ဒီစကားလုံးဒီအဓိပ္ပာယ်တစ်မျိုးထွက်သွားနိုင်တယ်ဆိုရင်စာနဲ့မပို့ဘဲနဲ့အတန် message ပို့တာမျိုးပေါ့အကိုရေးဒီလိုရှိတယ်ဒါဘယ်လိုပါညာပေါ့နော်အဲဆိုသူကဖုန်းနဲ့ပြောတာတဲ့ဒုတိယတစ်ဆင့်နှိပ်သွားတယ်ဒါပေမဲ့အတန်နဲ့ပြောတာပြတဲ့ကြောင့်မို့သူ့အတန်ကိုဒီကိုလောက်ရတာကြတော့စာကိုဒီကိုလောက်ရတာနဲ့အတန်ကိုဒီကိုလောက်ရတာကြအတန်ကိုဒီကိုလောက်ရတာနည်းလေးတာတယ်ဒါဆိုနားလည်မှုကပို့ပြီးတော့နီးစက်မှန်ကန်နိုင်တယ်ပေါ့ဒါတော့မှပဲ 100% မပြည့်စုံနိုင်ဘူး communication တစ်ခုမှာ 100% ပြည့်စုံအောင်ကိုသိတယ်လို့သူသိအောင်ကိုနားလေတယ်လို့သူနားလေအောင်ကိုခံစားရတယ်လို့သူခံစားရအောင်ဆိုပြီးတော့ကျွန်တော်တို့က 100% ဒီ channel တွေကိုပဲဘယ် channel ပဲသုံးလူချင်းပဲတွေ့ဖုန်းနဲ့ပဲပြောဗီဒီယိုကောနဲ့ပဲခေါ်စာနဲ့ပဲပို့ 100% receiver စီကိုမရောက်ဘူးဆိုတော့ဆိုကျွန်တော်တို့ကဒီ communication ဘိုင်းမှာအားလေးတွေသိထားခြင်းအပြင်ဘယ်လိုအကျိုးရှိလဲဆိုတော့တယောက်ကိုကိုရီးယားစကားပြောဆိုဆက်ဆံတော့မယ် information ပေးတော့မယ်ဆိုလို့ရှိရင်ပထမဆုံးကျွန်တော်တို့က noise တွေကိုရှောင်ရှားနိုင်ဖို့လိုတယ် noise ဆိုတာဥပမာအပြင်ကျွန်တော်တို့ကလူတယောက်ကိုအကူအညီတောင်းမယ်ပေါ့နော်အကူအညီတောင်းမယ်ဆိုသူ့အိမ်မှာသူဘာတွေဖြစ်နေလဲကိုယ်ကလည်းမသိဘူးဒါတွေကိုလည်းသိဖို့လိုတယ်ဒါတွေမသိဘဲနဲ့ရောက်တကယ်ချင်းငါဒါတွေတော့ကူညီပါဟိုမှာသူကမိမနဲ့ပြဿနာတက်နေတာမျိုးလို့ကလေးတွေကပြဿနာတစ်ခုဖြစ်နေတာမျိုးလို့ဖြစ်နေခဲ့ရင်ခင်ဗျားလိုချင်တဲ့ကူညီသူပေးနိုင်မှာမဟုတ်အဲဆိုသူကတော့တကယ်တမ်းတော့ပေးချင်တယ်သူကခင်ဗျားကိုစေနာရှိတယ်သူကခင်ဗျားကိုဂယူးဆိုင်ချင်တယ်ပေါ့ဒါပေမဲ့သူ့မှာသူခက်ခဲသူဖြစ်ပြနေတဲ့ noise တွေပေါ့ဒါတွေက noise လို့သုံးအောင်အဲ့ noise တွေရှိနေတာကိုကမသိဘဲနဲ့သွားပြီးတော့ပို့လိုက်ပြီးတော့ငါဒါကူညီရောဒါကိုကတော့မျောလင့်ထားမှာပေါ့နော်အပြေကသူကူညီလိုက်မယ်ဆိုတော့မျောလင့်ကြီးနဲ့တော့ပို့လိုက်တာမျိုးကိုသူကပြန်ပြီးတော့မကူညီခဲ့ဘူးဆိုလို့ရှိရင်ခင်ဗျားဘာဖြစ်သွားမလဲစိတ်ဆိုးသွားမယ်စိတ်ကောက်သွားမယ်အဲဒါခင်ဗျား relation ကြီးကအလကားနေတီးခိုက်တယ်ဒါဖုန်းနဲ့ပြောရတဲ့ဆိုင်လူချင်းတွေ့ပြီးပြောတော့ဘာဖြစ်သူ့ရဲ့အနေထားကိုလည်းခင်ဗျားသုံးသက်ဂိတ်ဖြတ်လို့ရတယ်လေသူအလုပ်တွေရှုံနေလားတခြားကိစ္စတွေအုံနောက်6ဆရာတွေဖြစ်နေလားဆိုတာမျိုးတွေကခင်ဗျားဒီသူ့စန်လုပ်တဲ့ဟာကိုခင်ဗျားကအန်ကုတ်ကောင်းလုပ်လို့ရတယ်အဲ့ဒါမှခင်ဗျားပြောတဲ့ချိန်မှာလည်းခင်ဗျားဒါကိုဘယ်လိုပုံစံမျိုးလေးပြောလိုက်ရင်တော့ကောင်းပါပဲဆိုပြီးတော့ပြောလိုက်ရင် तू ကလည်းဒါကိုကောင်းမွန်ဒီကုတ်လုပ်ပြီး case တစ်ခုကဒီလိုမျိုးလေးလှင်းချိတ်သွားမှာပေါ့အဲကြောင့်ကျွန်တော်တချို့ကိစ္စတွေမှာဒါကျွန်တော်ရှေ့ပိုင်းမှာပြောခဲ့သလိုပဲတယောက်နဲ့တယောက်ဆက်ဆံပြောဆိုတဲ့
နားလည်မှုတွေလွဲသွားပြီးတော့အကြီးတွေပြဿနာကြီးတွေဖြစ်သွားကြတယ်နောက်စေတနာနဲ့ကိုကသူ့ကိုစေတနာထားပြီးတော့ကြံပေးချင်တာပဲဖြစ်ဖြစ်ဒါမဲ့ကျွန်တော်တို့ရွေးချယ်တဲ့ channel တွေမှားယွင်းပြီးတော့သုံးနှုံမိတယ်ဆိုလို့ရှိရင်တစ်ဖက်လူကကိုပြောချင်တဲ့အဓိပ္ပာယ်လည်းမရောက်တော့ဘဲနဲ့ကိုလည်းကိုရဲ့စေတနာတွေလည်း0ဖြစ်သွားတယ် channel လည်းရွေးချယ်တာမှန်တယ်ခင်ဗျာ encode လုပ်တဲ့အချိန်မှာလည်းခင်ဗျာကောင်းကောင်းမွန်မွန်စကားလုံးသုံးနှုံးအောင်စပြီးတော့ကောင်းမွန်လည်းရွေးချယ်ပြောဆိုခဲ့တယ်ဆိုရင်တောင်မှပဲခုနပြောတဲ့ဒုတိယ channel noise တွေရှိနေတယ် noise ဆိုတာကကျွန်တော်တို့ကမမြင်ရဘူးမမြင်ရပေမဲ့လို့နည်းနည်းလေးမှန်းလို့ရတယ်သူဘာလို့နားတက်နေလဲဆိုတော့ကျွန်တော်တို့ကအရင်ကြိုးသိအောင်လုပ်ထားဖို့လိုတယ်နောက်တစ်ခုကအတန်တွေကစူညံနေသလားနောက်ဖုန်းလိုင်းပြတ်တောင်းလည်းပြောဘူးကြလားညီမကြီးမိုင်းဟုတ်ကဲ့လို့ဆိုအဲ့မှာကိုပြောချင်တာပြောတယ်ဟိုဘက်ကကောင်းလဲကြားရတာလည်းမဟုတ်ဘူးနဲ့ပြီးရောโอเคဆိုပြီးတော့အဲ့ဒါသူထင်သူတွေးချင်တွေးပြီးတော့လှုပ်ချင်လှုပ်လိုက်ရင်ဒီလေးဖြစ်ရမယ့်ပြဿနာအကြီးဖြစ်သွားပြီးတော့အလကားနေရင်ဘာမှအဓိပ္ပာယ်မရှိဘဲနဲ့ communication တစ်ခုကအလဟတ်သက်ဖြစ်သွားတာမျိုးတွေဒီဆိုတော့ပတ်ဝန်းကျင်မှာလည်းကြုံကားလိမ့်မယ်ထင်တယ်ဒါကြောင့်ဒီဗီဒီယိုလေးကိုကျွန်တော်ကလုပ်ဖြစ်တာပေါ့နော် communication ကြောင့်လူတွေအတယောက်တယောက်ထင်မှားမြင်မှားတွေဖြစ်ကြတယ်နောက်ဆုံးအကြီးဆုံးဆိုလို့ရှိရင်အသက်ဆုံးရှုံးမှုတွေပဲဖြစ်ကြတယ်အသက်ကြောင့်မှတစ်ချောင်းနဲ့မဟုတ်ဘူးခုနကကျွန်တော်ပြောတဲ့ဟီရိုရှီမာလိုကိစ္စမျိုးဆိုလို့ရှိရင်လူသက်ပေါင်းများစွာဒီဘာမဟုတ်တဲ့ miscommunication လေးနည်းနည်းလေးအောက်လိုက်တာနဲ့အကုန်လုံးရဲ့အသက်တွေလက်ခတ်သက်ဆုံးရှုံးကြအဲကြောင့်ကျွန်တော်တို့ရဲ့နေစဉ်ပေါ်မှာလူတွေနဲ့ပြောဆိုဆက်ဆံပြုမှုနေထိုင်တဲ့အချိန်မှာ communication ကောင်းကောင်းလုပ်နိုင်ဖို့ကအင်မတန်ရေးကြီးပါတယ် communication ကောင်းကောင်းလုပ်နိုင်ပြီးတော့ဒီဗီဒီယိုကြည့်ခြင်းအပြင်မိတ်ဆွေတို့နေလည်းငါတော့ချိုးကိစ္စတွေမှာမိတ်ဆွေတို့လည်းရှိပါလိမ့်မယ်ကိုပြောဆိုလိုက်တဲ့ဟာမျိုးထင်လွဲသွားပြီးတော့မလိုလားတဲ့ပြဿနာလေးတွေဖြစ်သွားကြတာမျိုးရှိခဲ့လို့ရှိရင်လည်း comment မှာဝင်ပြီးတော့ရေးသားပေးကြဖို့တောင်းဆိုပါတယ်အားလုံးဒီဗီဒီယိုကြည့်ခြင်းအပြင်လည်းအကျိုးရှိလိမ့်မယ်လို့ညွှန်လင့်ပါတယ်နောက်များမှလည်းဒီလိုမျိုးလူဘဝမှာကိုအတွက်တန်ဖိုးရှိမဲ့အရာလေးတွေကိုကျွန်တော်ရှာဖွေစူးစောင်းပြီးတော့ပေါ့နော်ကျွန်တော် channel မှာဒီမိမှာဖြစ်လို့မဟုတ် follow လေးလုပ်ထား subscribe ပေါ့နော်ဒီက subscribe လေးလုပ်ထား YouTube channel မှာဆိုလဲဒီ TikTok မှာဆိုလဲ follow လေးလုပ်ထားခဲ့ပြီးဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်အားလုံးပဲအထူးပဲကျေးဇူးတင်ရှိပါတယ်